အိမ်အောင်ရှိအမျိုးသားတစ်ယောက်နဲ့ကလေးရခဲ့ပါတယ်အခုတော့သူမကဒီကလေးကိုမလိုချင်တော့ပါဘူးမိုးရွာနေတဲ့ညတညမှာသူမကကလေးလေးကိုမိုးကအင်ဂျင်နဲ့ပတ်ပြီးဖះเจ้าရှိမှတိတ်တိတ်လေးသွားထားခဲ့ပါတယ်ကင်းဆောင်နေတဲ့အမျိုးသမီးရဲအရာရှိတစ်ယောက်ကဒါတွေအားလုံးကိုမြင်သွားခဲ့ပြီးကလေးလေးအေးမိမှဆိုတာနဲ့ဖះเจ้าတကားဝါကကလေးထားတဲ့တစ်တာတွေကိုသွားထည့်ပေးခဲ့ပါတယ်အဲ့ဒီတစ်တာကကလေးမကျွေးမွေးနိုင်တဲ့မိဘတွေအတွက်ရည်ရွယ်ထားတာပါစီးမြင့်တွေရကလေးကိုတစ်တာထဲထည့်လိုက်ပြီးဆိုတာနဲ့ဖះเจ้าကတာဝန်ယူဆောက်ရှောက်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကတစ်တာနာမှာတာဝန်ကျနေတဲ့အမျိုးသားနှစ်ယောက်ကဖះเจ้าကဝန်ထမ်းအစ်စ်တွေမဟုတ်ကြပါဘူးသူတို့ကဖះเจ้าကစေတနာဝန်ထမ်းတွေဖြစ်ဟန်ဆောင်ထားကြတာပါတကယ်တော့သူတို့ကစွန့်ပစ်ခံကလေးတွေအတွက်မိသားစုရှာပေးပြီးပတ်စံရှာနေကြတာဖြစ်ပါတယ်အဝိရှော်ဆိုင်ပိုင်ရှင်ဖြစ်တဲ့အမျိုးသားကကလေးလေးကိုထုတ်ထားတဲ့အထုပ်ကိုဖြည့်ကြည့်လိုက်တော့အထဲမှာစာရွက်လေးတစ်ရွက်ကိုတွေ့လိုက်ရပါတယ်စာရွက်ထဲမှာအီတန်ကတောင်းပန်ပါတယ်ငါနဲ့ကိုပြန်လာခေါ်ပါမယ်လို့ရေးထားပါတယ်နောက်ထပ်လူငယ်တစ်ယောက်ဖြစ်တဲ့ကယ်ဗင်ကတော့လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုအမြန်ဖြတ်ပစ်လိုက်ပါတယ်အဝိရှော်ဆိုင်ပိုင်ရှင်ကကလေးကိုသူ့ကားထဲတိတ်တိတ်လေးသွားထည့်ထားပြီးအလုတ်ဆင်းချိန်မှာတော့ကလေးကိုအိမ်ခေါ်သွားခဲ့ပါတယ်သူမသိခဲ့တာကရဲမေတစ်ယောက်ကသူ့ကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာပါပဲသူကလေးကိုအဝိရှော်ဆိုင်ထဲခေါ်သွားတာကိုရဲမေကကိုယ်တိုင်မြင်တွေ့ခဲ့တာပါကလေးလေးကအရန်ကိုချစ်စရာကောင်းနေတော့သူတို့နှစ်ယောက်ကကလေးအတွက်မိသားစုကိုအချိန်တိုအတွင်းရှာပေးနိုင်မယ်လို့တွေးထားခဲ့ကြပါတယ်ဒါပေမဲ့2ရက်အကြာမှာပဲကလေးရဲ့အမေဆာယာကသူ့သားကိုပြန်လာရှာပါတော့တယ်အဲ့ဒီနေ့ကဖះเจ้าမှာကယ်ဗင်တာဝန်ကျနေချိန်နဲ့တွားတိုးနေခဲ့ပါတယ်ဖះเจ้าဝန်ထမ်းတွေကမှတ်တမ်းတွေကိုစစ်ဆေးကြည့်ပြီးနောက်သူ့မရဲ့ကလေးကိုလက်ခံရရှိထားတာမရှိဘူးလို့ဆာယာကိုပြောလိုက်ကြပါတယ်ဆာယာကမယုံတာကြောင့်ကယ်ဗင်ကဖះเจ้าကစောင့်ရှောက်ထားတဲ့ကလေးတိုင်းကိုလိုက်ပြပေးခဲ့ပါတယ်စကားပြောနေရင်းနဲ့ဆာယာကိုယ်တိုင်ကလေးကိုတစ်တာထဲတိုက်ရိုက်သွားထည့်ခဲ့တာမဟုတ်ဘူးဆိုတာကိုကယ်ဗင်သိသွားခဲ့ပါတယ်ဖုန်းတော်ကြီးကကလေးကိုတိတိကျကျအနံခဲ့တာမဟုတ်တဲ့အတွက်ဆိုပြီးဆာယာကိုပြန်လွှတ်လိုက်ပါတယ်အဲ့ဒီကနေပြန်ထွက်လာပြီးနောက်ဆာယာတွေးလေဒေါသထွက်လေဖြစ်လာပြီးရဲကိုဖုန်းဆက်တိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကယ်ဗင်ကအချိန်မီရောက်လာပြီးသူ့မကိုတားလိုက်ပါတယ်သူကဆာယာကိုအဝိရှော်ဆိုင်ကိုခေါ်သွားပြီးအီတန်လေးကိုသူ့မမျက်စိနဲ့တက်အပ်ပေးတွေ့လိုက်ပါတယ်အစားကတော့သူတို့နှစ်ယောက်လုံးသူတို့တကယ်ဘာအလုပ်လုပ်နေလဲဆိုတာကိုဝန်မခံခဲ့ကြပါဘူးကယ်ဗင်ကစကားကိုလှည့်ပြီးဆာယာကသာသူ့မကလေးကိုစွန့်ပစ်ခဲ့တာဆိုပြီးအပြစ်တင်လိုက်ပါတယ်ဆာယာကလည်းသူ့မကလေးကိုစွန့်ပစ်ခဲ့တာလုံးဝမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်ကလေးကိုခဏလောက်ပဲထားခဲ့ဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီးစာလေးတောင်ထားခဲ့သေးတယ်လို့သူမကဆိုပါတယ်အဲ့ဒီတော့မှအဝိရှော်ဆိုင်ပိုင်ရှင်ကသူ့မကိုအမှန်တိုင်းပြောပြလိုက်ပါတယ်အဲ့ဒီစာကဘာမှအထောက်အကူမဖြစ်ခဲ့ပါဘူးအဲ့ဒီစာကြောင့်ပဲဖះเจ้าကမိခင်ဖြစ်သူတနေ့ပြန်လာခေါ်မှကိုစိုးရိမ်သွားတဲ့အတွက်ကလေးရဲ့အခွင့်အရေးကိုထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်သူတို့ကအီတန်ကိုမွေးစားမဲ့စည်ရင်းနဲ့မထဲတော့ပဲအီတန်အနေနဲ့မိဘမဲ့ဂေဟာမှာပဲအချိန်ကန့်သက်မရှိနေသွားရတော့မှာဖြစ်ပြီးတခြားမိသားစုကမွေးစားခွင့်ရဖို့အခွင့်အရေးမရှိတော့ဘူးလို့ရှင်းပြပါတယ်ဒါကြောင့်အီတန်ကိုသူတို့ခေါ်လာရတဲ့အကြောင်းရင်းကကောင်းမွန်တဲ့မိသားစုတစ်ခုကိုရှာပေးခြင်းလို့ပါလို့သူကပြောခဲ့ပါတယ်အဝိရှော်ဆိုင်ပိုင်ရှင်ရဲ့စကားတွေကယူသားပုံပေါက်ပေမဲ့ဆာရာကတော့ဒါဟာစင်ကြီးတစ်ခုပဲလို့ယူဆခဲ့ပါတယ်သူမကရဲကိုဖုံးဆက်ဖို့ဆုံးဖြတ်ထားတော့မှာပဲဒါကိုမြင်တော့အဝိရှော်ဆိုင်ပိုင်ရှင်လည်းလေတံလျော့သွားပါတယ်သူဒီလိုလောက်တာငွေလိုချင်လို့ဆိုတာကိုပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပြီးရလာမဲ့ငွေကိုသူမနဲ့တဝက်စီခွဲယူဖို့ကန့်လန့်ခဲ့ပါတယ်စုစုပေါင်းငွေကဒေါ်လာ9000လောက်ရမှာပါငွေကတော်တော်လေးကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်ဆာရာလည်းချက်ချင်းပဲရဲကိုဖုံးမဆက်တော့ဖို့ဆုံးဖြတ်လိုက်ပေမဲ့ကလေးကိုမိသားစုအစ်စ်စီလွှဲပြောင်းပေးတဲ့အချိန်မှာတော့သူမကိုယ်တိုင်လိုက်ကြည့်မယ်လို့တောင်းဆိုခဲ့ပါတယ်နောက်နေ့မနက်စောစောမှာပဲသူတို့3ယောက်ပစ္စည်းတွေတင်ပြီးခီးထွက်ခဲ့ကြပါတယ်ကယ်ဗင်ကမိသားစုတစုနဲ့ချိတ်ဆက်ထားပြီးသားပါသူတို့ကလေးကိုကားပေါ်တင်ပြီးအဝေးပြေးလမ်းမကြီးပေါ်တက်ခဲ့ကြပါတယ်သူတို့သတိမထားမိခဲ့တာကတော့ရဲမေကသူတို့နောက်ကိုလိုက်လာတယ်ဆိုတာပါပဲရဲမေကတရားမဝင်ကလေးမွေးစားမှုနဲ့လူကုန်ကူးတဲ့အမှုတစ်ခုကိုစုံစမ်းနေတာအတန်ကြာနေပါပြီသူမကချက်ချင်းဝင်မဖမ်းသေးပါဘူးအဲ့ဒီအစာပြစ်မှုကျူးလွန်နေတာကိုလက်ပူးလက်ချက်ဖမ်းမိဖို့အတွက်နောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့ပါတယ်ခိုင်လုံတဲ့တက်တီအထောက်ထားတွေနဲ့ဖမ်းဆီးနိုင်ဖို့အတွက်စောင့်ကြည့်နေချိန်မှာပဲသူတို့3ယောက်လည်းချိန်ထားတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်အဲ့ဒီမှာစောင့်နေတဲ့ဇနီးမောင်နှံကသူတို့ကိုယ်တိုင်ကလေးမရနိုင်တဲ့သူတွေပါဒါပေမဲ့ခင်မုန်းဖြစ်သူကကလေးကိုမြင်မြင်ချင်းပဲမျက်လုံးကသေးလွန်းနေမျက်ခုံးမွေးကပါလုံးနဲ့ဆိုပြီးအပြစ်တွေဆရှာပါတော့တယ်ကလေးအမေအတမကျင့်ခံရပြီးရလာတဲ့ကလေးလားလို့တောင်မေးလိုက်ပါသေးတယ်ဒီမိသားစုမှာပတ်သက်ရှိတာမရှိတာကအဓိကမဟုတ်တော့ပါဘူးဒီလူစကားပြောတဲ့ပုံစံကတော်တော်လေးကိုရုပ်ဆိုးလို့နေပါတယ်ဒီလိုလူမျိုးနဲ့ဆိုရင်အီတန်လေးရဲ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကိုဆာရာတယောက်တွေးကြည့်လိုက်ပါတယ်လုံးဝကောင်းလာစရာအကြောင်းမရှိတာကြောင့်အဲ့ဒီအချိန်မှာပဲသူမရဲ့ကလေးကိုဒီမိသားစုစီမပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်